3-4 ရက်လောက်ကပေါ့နော်ဒီအမေရိကမှာ17နှစ်ရွယ်သူ့သားလေးက42နှစ်အရွယ်သူ့ဖေကိုငွေနေ့အပြီးညာထဲမှာပဲကောင်းကင်ဘုံကိုပို့လိုက်တယ်တည်င်းလေးကိုကြားလိုက်ရတာပေါ့အဲ့နေ့ကကလေးရဲ့မွေးနေ့ပေါ့နော်ကလေးရဲ့မွေးနေ့အပြီးတော့ဒါထုံးစံတိုင်းကလေးတွေပေးကစားတယ်ပေါ့နော်ကစားပြီးတော့အဲ့ချိန်တန်းတော့သူ့ဖေကသူ့သွားအိတ်ခိုင်းတယ်ဒါပေမဲ့သူကဂိမ်းဆက်ပေါ့နော်အဲ့ Nintendo ဂိမ်းဆက်ကိုသူကဆွဲနေတယ်သူကဒါလေးကိုကစားခြင်းနေပေါ့နော်သူ့ဖေကအဲ့ချိန်တန်းပြီးဖို့မရဘူးပေါ့နော်သူကအိတ်ရမယ်ဆိုပေါ့နော်အဲ့နဲ့သူ့ဖေကအိတ်ဆက်လေးကိုဖွက်လိုက်တယ်ဖွက်ပြီးတော့သူမကျေနပ်ဘူးပေါ့နော်အဲ့နေမှာသူမအိတ်ဘူးမိုက်ပဲသူအဲ့ဆက်သွားရှာတယ်တခြားတော့ဆက်ကိုရှာမတွေ့ပဲနဲ့အိမ်မှာဖွက်ထားတဲ့လက်နက်တစ်ခုကိုသူတွေ့ရပေါ့နော်အဲ့ချိန်မှာသူအိတ်နေတဲ့သူ့ဖေကိုသူပဲအိမ်မှာအဆုံးစီရင်လိုက်တယ်ပေါ့နော်ဟုတ်ဘယ်လောက်ထိဒီကြေကွဲဖို့ကောင်းတဲ့တည်င်းနေပေါ့နော်အဲ့တော့လူတွေကလေဒီဂိမ်းပေါ့နော်ဂိမ်းဆိုတော့ကစားစရာလို့ပဲမြင်တာပေါ့နော်သူတစ်ပြင်မိပါပြီပေါ့နော်ဂိမ်းရဲ့အန်ဒီရဲ့ကိုဘယ်သူမှဟိုမစင်စားကြဘူးပေါ့နော်နောက်ဆက်တွဲပြဿနာတွေပါဖြစ်မလဲပေါ့နော်အဲ့တော့အခုကျွန်တော်ဒီ ChatGPT နဲ့ပေါ့နော်ကြည့်လိုက်မယ်နော် Nintendo ပေါ့နော် Nintendo ကဒီကလေးတွေကိုဂိမ်းဆွဲအောင်သူတို့တွေဘလိုတွေဘာတွေစီစဉ်ထားလဲပေါ့နော်ပတ်စံတွေဘယ်လောက်ရင်းထားလဲနော်ကျွန်တော်ပြပေးမယ်နော်အဲ့တော့ပထမဦးဆုံး Nintendo ကလေဒီ game set တစ်ခုကိုသူတို့ R&D ပေါ့နော် research လုပ်ပြီးတော့ develop လုပ်တာပတ်စံဘယ်လောက်ကုန်လဲဆိုရင်သူတို့ game တစ်ခုကိုတဲ့ဒေါ်လာခု 1.2 billion ကုန်တယ်နော်1.2 billion ဆိုဘယ်လောက်လဲပေါ့နော်1.2 billion ဆိုတာကျွန်တော်တို့မြန်မာပြည်ရဲ့ garment ပေါ့နော်အထည်ချုပ်တွေပေါ့နော်အထည်ထုတ်တွေရဲ့ဝင်ငွေဟာတစ်နှစ်ကိုကျွန်တော်တို့3 billion လောက်ရှိတယ်နော်3 billion ပေါ့နော်အဲ့တော့ဟိုဒေါ်လာတန်300နီးပေါ့နော်အဲ့ဒါလူပေါင်း9သိန်းကနေ10သိန်းကြားလောက်ကိုသုံးရတယ်နော်အဲ့တော့ Nintendo က 1.2 billion ဆိုကျွန်တော်တို့ဒီလူ9သိန်းကနေ10သိန်းကြားနှစ်ဝက်စာလောက်ရဲ့လောက်ခလာစာရှိတယ်အဲ့တော့စဉ်းစားကြည့်သူတို့ဒီတစ်ကဘာလုံးကိုဒီ game ကိုဆွဲတော့အောင်နော်ဒီ game ကိုကစားအောင်သူတို့တွေပတ်စံတွေဘယ်လောက်ထည့်ထားလဲနော်ပြီးရင်သူတို့ဘာတွေထည့်ထားလဲနော်သူတို့တွေဒီအရုပ်တွေရဲ့ဒီဇိုင်နာတွေနော်တကယ်ကဘာထိတဲ့ဒီဇိုင်နာတွေရှိတယ်နော်သူတို့အဖွဲ့ထဲမှာသူတို့ထဲမှာပါရှိရ marketing တွေလုပ်တဲ့လူတွေနော်အုံနောက်တွေဖောက်စားမဲ့လူတွေသူထည့်ထားတယ်နောက်ကဘာလဲရှိရဲဆိုရေးကြီးဆုံးကတော့ psychologist ရှိတယ် psychologist ဆိုတာစိတ်ပညာရှင်တွေနော်ဒီကလေးတွေနော်ဘယ်လိုကစားလို့ဆက်ပြီးတော့ကစားမလဲနော်လူကြီးတွေရောဘယ်လိုဆက်ကစားမလဲနော်လောကဆွဲတော့ဒါယူတို့အကုန်လုံးနော်တိတ်ပံနီးကြကြနဲ့နော်အကုန်လုံးစီစဉ်ပြီးတော့နော်အချိန်တွေယူငွေတွေကုန်ပြီးတော့ဒါထုတ်ထားတဲ့ game ပါနော်ကျွန်တော်တို့လွယ်ထင်ထားဟိုးငငယ်တုန်းကတော့မာရီယို game မဟုတ်တော့ပါဘူးเนาะအဲ့တော့တော်တော်များများကဒါကြီးကိုထိပြီးသွားရင်ဆွဲသွားလိမ့်မယ်အဲ့တော့ကျွန်တော်အိမ်မှာကလေးကိုလုံးဝ game ပေးမကစားပါဘူးအဲ့ဒါကြောင့်လုံးဝပေးမကစားပါဘူးเนาะအဲ့ဒါအရန်အနေများရယ်เนาะကလေးရအဲ့ဒါဆွဲသွားပြီဆိုရင်เนาะဆွေမျိုးမိမိဘဆိုတာဘာမှမသိပဲနဲ့เนาะအန်ဒီတွေအရန်များရယ်เนาะအဲ့တော့ကိုကလေးကထိနိုင်ပါတယ်လို့မပြောပါနဲ့เนาะမပြောပါနဲ့เนาะကိုမသိပါဘူးဘာဆိုဒီနီးပညာတွေเนาะဒီ game company တွေကဘလို့နီးပညာတွေဆက်သုံးလာမလဲเนาะသူတို့ကဘလို့ထပ်ပြီးတော့เนาะဘလို့ပုံစံအမျိုးမျိုးထွက်လာမလဲဆိုတော့ကိုမသိပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကငယ်ငယ်ကလေးကရှောင်ထားပါတယ်เนาะဒီလိုကိစ္စမျိုးမဖြစ်အောင်เนาะမိဘနဲ့တာသမီနဲ့ရန်တွေမဖြစ်အောင်เนาะကျွန်တော်ငယ်ငယ်ကလေးကသူတို့ပေးမသုံးပါဘူးဖုန်းလည်းပေးမသုံးပါဘူးเนาะ iPad ထဲလည်းကျွန်တော်ဘာ game ဆိုပါမင်းမပေးတောင်းမလုပ်ပါဘူးเนาะအဲ့တော့ဂိမ်းပေးကစားမယ်မိဘရဲ့เนาะဂိမ်းတွေကစားနေတဲ့မိဘရဲ့เนาะဒါလေးကိုကြည့်ပြီးတော့ပြန်စမ်းစစ်ကြည့်ပါเนาะကလေးတို့အတက်တော်လားမတက်တော်ဘူးလားပေါ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်